他家黑比你看路人咋对？他家黑个把脚没路赢，脚丢看见丫头的嘴，对流的满的马公送你去，三年送我照看到面对过好，对三拉走对飘偏偏黑，老家的都三七呀来，谁眼嘴买对谁别手里，对谁家个把都牛，送他都也闹送也多么，个把这温柔都乱球这无难对。လာပါဒီနေ့မှာတော့ရန်ကုန်မင်္ဂလာပါဒီနေ့မှာတော့ရန်ကုန်စမှုဆောင်အလို့သမားများပေါ်စူးစမ်းလေ့လာကျဲဆိုတဲ့စာအုပ်တွေကအဲ့ဒီရန်ကုန်စမှုဆောင်အလို့သမားများပေါ်စူးစမ်းလေ့လာကျဲဆိုတဲ့ဆောင်းပါးကိုဖတ်ပြပါမယ်ဒီဆောင်းပါးကိုရေးတာတော့sorry စောင်းနာမည်ကရန်ကုန်သမှုဆောင်လုံးသမားဘာစူးစမ်းလေ့လာချက်နဲ့အခြားအလုပ်သမားဆောင်မများဆိုစောင်းဖြစ်ပါတယ်ကူဖတ်ပြမယ့်ဆောင်းပါကတော့ထုံးဝင်ညွန်းကရေးတာဖြစ်ပါတယ်စာမျက်နှာရန်ကုန်သမှုဆောင်လုံးသမားများဘာစူးစမ်းလေ့လာချက်ရန်ကုန်မြို့တွင်သမှုဆောင်18ဆောင်ရှိသည်ထိုသမှုဆောင်များမှာလိုင်သာမြို့နယ်တွင်5ခုရွှေပြည်သာမြို့နယ်တွင်ဇုံ4ခုတောင်ကုန်းမြို့နယ်တွင်ဇုံ2ခုဒဂုံစင်ကမ်းမြို့နယ်တွင်ဇုံ2ခုဒဂုံအခြေပိုင်းမြို့နယ်တွင်ဇုံ2ခုနှင့်ကျန်းသမှုဇုံများမှာအများဥက္ကလာမင်္ဂလာတုံးထောက်ကျမော်ဘီမြို့နယ်တို့တွင်ဇုံ2ခုစီရှိသည်ရန်ကုန်မြို့သမှုဇုံများတွင်အလုပ်ရုံစက်ရုံပေါင်း420ခန့်ရှိသည်စက်ရုံလုပ်ရုံအမျိုးသားများမှာထဲချုပ်စက်ရုံများနှက်ချုပ်စက်ရုံများစားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံများစေဝါထုတ်လုပ်သည့်စက်ရုံများစက်မှုကုန်ရန်တန်းတဲ့ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများလူသုံးကုန်နှင့်အိမ်ဆောက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများမော်တော်ယာဉ်ထုတ်လုပ်တတ်သည့်စက်ရုံများအိမ်တွင်းပစ္စည်းထုတ်လုပ်သည့်စက်ရုံများတလိပ်တန်အစသာထုတ်လုပ်သည့်စက်ရုံများသားငါပစုံကုန်ချောထုတ်လုပ်သည့်အေးကန်းစက်ရုံများပဲမျိုးကြိတ်ခွဲတန့်စင်သည့်စက်ရုံများစသဖြင့်အမျိုးသားဆောင်နေသည်စက်ရုံများသည်အသေးသားနှင့်အလတ်စားဖြစ်ကြပြီးဒီပလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံသည့်စက်ရုံများသည်စက်ရုံတရုံတွင်အလုပ်သမားဦးရေ200မှ3000အထိရှိတတ်သည်ပြည်တွင်းလုပ်ငန်းရှင်များ၏အလုပ်ရုံစက်ရုံများသည်အလုပ်သမား90မှ200အထိရှိတတ်သည်စက်မှုဆောင်ကြီးများတွင်လိုင်နာရွှေပြည်သာစတဲ့စက်မှုဆောင်ကြီးများတွင်ဒီပလုပ်ငန်းရှင်များ၏စက်ရုံလုပ်ရုံများသည်80%ခန့်ရှိပြီးပြည်တွင်းလုပ်ငန်း၏စက်ရုံလုပ်ရုံများသည်20%လောက်သာရှိသည်အစိုးရထုတ်ပြန်ကြေညာသမှုဆောင်သီးသီးတွင်လှုပ်လှုပ်နေသောအလုပ်သမားဦးရေသည်36000ကျော်ရှိသည်သမှုဆောင်၏ပြည်မမြို့နယ်များဖြစ်သည့်တောင်ကလာမြောက်တော်ကုန်းသင်္ကန်းကျွန်းသူဝနတာခိရဒလတန်လင်းအင်းစိန်အုတ်ကျင်းသမိုင်းကမာရုံစသည့်မြို့နယ်များတွင်ပြည်ပလုပ်ငန်းရှင်များ၏အလုပ်ရုံများတွင်ဝင်ရောက်လုပ်ကိုင်နေသည့်အလုပ်သမားဦးရေသည်တသိန်းဝန်းကျင်ရှိသည်ထိုစက်ရုံအမျိုးသားများသည်အများအပြားအထည်ချုပ်သိုးမွေးရက်လုပ်သည့်စက်ရုံဖနက်စက်ရုံရေရွက်ပစ္စည်းတန်းတင်သည့်တန်းတင်ထုတ်လုပ်သည့်အေးကန်းစက်ရုံများဖြစ်သည်ထိုစက်ရုံများသည်100အထက်ရှိနိုင်သည်စက်ရုံတရုံချင်းချိအလုပ်သမားဦးရေသည်200မှ100ဝန်းကျင်အထိရှိတတ်သည်sorry 200မှ1000ဝန်းကျင်ထိရှိတဲ့သည်ထိုစက်ရုံလုံးများရှိလုံသမားဦးရေသည်အစိုးရထုတ်ပြန်ချက်တွေပိုးပြီး2သိန်းခွဲမှ3သိန်းအထိရှိနိုင်သည်စက်မှုဆောင်ပြင်ပမြို့နယ်များရှိအလုပ်ရုံစက်ရုံများသည်သိန်းကျင်ရက်ခွဲများရှိအတွင်းပိုင်းလမ်းသွယ်များလူနေကျသည့်နေရာများတွင်ရှိတတ်သည်ဆွေးစက်ရုံများသည်အမည်မရှိကြအစိုးရသည်အလုပ်သမားအစုအဝေးတိုးပွားလာမှာကိုစိုးရိမ်ပုံရသည်ထို့ကြောင့်စက်မှုဆောင်ပြင်ပစက်ရုံတရုံချင်းပြန်ကျင်းတည်ရှိမှုကိုခွင့်ပြုထားခြင်းဖြစ်သည်ဒီပရင်းနှီးမြှုပ်နှံသူများ၏စက်ရုံမျိုးစားများတွင်အထည်ချုပ်စက်ရုံများသည်အများစုဖြစ်၏လုပ်ငန်းမျိုးစားရအထည်ချုပ်စက်ရုံများတွင်အမျိုး
မြို့သမီးလုံမဦးရေ90ရာခိုင်နှုန်းထက်မနည်းရှိတတ်သည်မြို့သားများက10ရာခိုင်နှုန်းလောက်သာရှိသည်ဒီလိုလုပ်ငန်းချင်းများ၏စက်ရုံလုပ်များတွင်အမျိုးသားလုံသမားများသည်အများစုဖြစ်သည်90ရာခိုင်နှုန်းအထက်မှရှိသည်လုပ်ငန်းမျိုးသားရကျွမ်းကျင်လုပ်သားများဖြစ်ကြသည်လောက်ခရနေသားလုံသမား၏ဝင်ငွေသည်တစ်လလျင်ကျပ်9000မှ3သိန်းခွဲအထိရှိတတ်သည်လုပ်ငန်းခွင်ကျွမ်းကျင်လုံသမားများဖြစ်သည့်အတွက်လုပ်ငန်းချင်းများကထိုလုံသမားများကိုမိမိတို့အလုပ်တွင်မြဲနေစေရန်တင့်သည့်လောက်ခပေးပြီးထိန်းထားကြသည်ထိုလုပ်ငန်းမျိုးတွင်အလုပ်ရှင်လုံသမားပြဿနာသည်လုပ်ငန်းဝင်ထိခိုက်ဒဏ်ရာရမှုမျိုးတွင်ဖြစ်တတ်သည်ဒီပလုပ်ငန်းရှင်များ၏စက်ရုံလုပ်များတွင်အလုပ်ရှင်လုံသမားပြဿနာသည်အချိန်မို့အလွန်ကျွံခိုင်းစေမှုလောက်ခဖြတ်တောက်ခံရမှုလောက်ခနေမှုအလုပ်ပေးရပြဿနာစသည်တို့တွင်ဖြစ်တတ်သည်လုံသမားတို့ချင်းလိုက်ဖြစ်တတ်သည့်ကျန်းမာရေးဖူလုံရေးကိစ္စများတွင်ဖြစ်ပွားသည်မျိုးမတွေ့ရပါလုပ်ငန်းခွင်အခြေအနေရန်ကုန်မြို့ရှိသမှုတော်များတွင်ဝင်ရောက်လုပ်ကိုင်နေသည့်အလုပ်သမားများရဆိုင်နေရသည့်လုပ်ငန်းခွင်အခြေအနေများသည်စိုးဝါလာသည်လုပ်ငန်းမျိုးသားရအလုပ်သမားများသူသည်အမျိုးသမီးများဖြစ်ကြသည်ထိုအလုပ်သမားများသည်အသက်18မှ25နှစ်အရွယ်များသည်အများဆုံးဖြစ်သည်အသက်15 16နှစ်အရွယ်မရောက်သေးသည့်အမျိုးသမီးငယ်များအသက်လိမ်တက်တေခံလက်မှတ်အတူများဖြင့်ဝင်ရောက်လုပ်ကိုင်သည်လည်းရှိသည်ထိုအလုပ်သမားငယ်များသည်လုပ်ငန်းခွင်တွင်ထိခိုက်ဒဏ်ရာရမှုများကြုံရပါကဥပဒေအရတရားမဝင်သဖြင့်အကျိုးခံစားမှုမရဘဲအလုပ်ဝင်မှထွက်သွားရတတ်သည်အလုပ်သမားများရင်ဆိုင်နေရသည့်လုပ်ငန်းခွင်အခြေအနေများသည်1အချိန်မတရားခိုင်းစေမှု2လောက်ခနေမှု3အလုပ်ဝေးရခံစား권ဆုံးရှုံးနေမှု4လူမှုဖူလုံရေးအကျိုးခံစား권မရှိခြင်းတို့သည်အဓိကဖြစ်သည်အချိန်မပြဿနာအလုပ်သမားများသည်တစ်လလျင်နာရီ90နှင့်နာရီ100အချိန်မလုပ်နေရသည်အလုပ်သမားဥပဒေများရရက်သက်တစ်ပတ်လျင်48နာရီသာလုပ်ခွင့်ပြုထားတော်လဲလက်တွေ့တွင်အလုပ်သမားများသည်ရက်သက်တစ်ပတ်လျင်83နာရီလုပ်နေရသည်တစ်လတရားဝင်အလုပ်နာရီ192နာရီအချိန်မ90နာရီနှင့်100နာရီကျလုပ်နေရသည်အလုပ်သမားတစ်ယောက်သည်ဥပဒေကခွင့်ပြုထားသည့်အလုပ်ရက်ထက်15ရက်ပိုလုပ်နေရသည့်သဘောဖြစ်သည်ထိုခြေနေများတွင်တစ်လနှစ်လခြုံတွေ့နေရခြင်းမျိုးမဟုတ်ပဲဆက်သူနှစ်တကူနေပါဖြတ်တန်းလာသည့်အလုပ်သမားများသည်နေ့ရှည်လများအလုပ်ပြီးစီးမှုတန်းအစာအာဟာရချို့တဲ့မှုတန်းများကြောင့်ပုံမှန်ထက်အိုးမင်းလာခြင်းနှင့် TB ရောဂါကဲ့သို့ရောဂါများဆွဲကပ်လာကြသည်အလုပ်သမားများသည်သဝနေအခက်အခဲများကြောင့်အလုပ်မနာနိုင်ခြင်းအစာအာဟာရအတွက်လိုအပ်သည့်အစားအစာများဝယ်ယူမစားနိုင်ခြင်းစနစ်တကျဈေးကူးသမှုမပြုနိုင်ခြင်းစသည့်အခြေအနေများကြောင့်အသက်ရှင်ရအတွက်ပင်မရေရာတော့ပေထိုအလုပ်သမားများကိုအလုပ်ရှင်များကအလုပ်ထုတ်ပြခြင်းမျိုးမပြုလုပ်တော့လဲကျန်းမာရေးကြည့်ရှုထားခြင်းများလည်းမရှိပါဘဝတူအလုပ်သမားများကတတ်နိုင်သလောက်စုပေါင်းထောက်ပံ့ကြသည်သူတစ်ပြေဓာတုဗေဒပစ္စည်းများပေါင်းဆက်သုံးရသည့်လက်စတစ်ပိုင်လုံးများထုတ်လုပ်သည့်စက်ရုံများဖက်နက်စက်ရုံတည်ရတဲ့ကျရသည့်အလုပ်သမားများတွင် TB ကဲ့သို့ရောဂါများဆွဲကပ်တတ်သည်ဒုက္ခနှင့်မှုအလုပ်သမားများ၏လောက်ခသည်အများစုအဖြစ်တစ်လလျင်4500မှ5000ကျပ်ကြားတွင်ရှိသည်လုပ်ချိန်နာရီပေါင်း290ကျော်လုပ်ရသည်တရားဝင်လုပ်အားကတနာရီ60ကျပ်ဝန်းကျင်သာရသည်အချိန်မိုးနာရီနှစ်နှုန်းနှမျိုးပေါ့အပါဝင်အခြားစုကြီးရက်ပြက်ကြီးနှစ်တိုးလာသာသသည့်လူသမားတယောက်တစ်လဝင်ငွေကို4000ခွဲကျပ်နှင့်5000ကျပ်တွင်ထိန်းကြည့်ထားသည်နှစ်တိုးစသည်တို့ဖြင့်လူသမားတယောက်တစ်လဝင်ငွေကိုအဲ့လောက်အကြတွင်ထိန်းကြည့်ထားသည်ကျပ်6000မှ7000အထိရသည့်လူသမားများရှိတော်လဲလူသမားများသည်ဆက်ရုံလူသမားလူဦးရေ9ရာခိုင်နှုန်းခန့်သာရှိသည်အလုပ်ရဲ့ပြက်ကွက်ပါကအခြားသူကြီးများဖြတ်တောက်ခြင်းပြည့်ရဲ့လောကဖြတ်တောက်ခြင်းခံရသည်တစ်လဝင်ငွေ4000ခွဲမှ5000ကျပ်ရရှိတော်လူသမားတယောက်သည်အလုပ်တည့်ရဲ့ပြက်ပါက2000ကျပ်မှ3000ကျပ်အထိဖြတ်တောက်ခံရသည်နေထိုင်မကောင်းသည့်အခါဖွင့်တိုင်ရမလွယ်ကူသည့်အတွက်လာတန်းရဲ့အလုပ်ရဲ့များလာသည့်လူသမားများသည်ကျန်းမာရေးပြန်ကောင်းလာတော့လဲ၎င်းအလုပ်သို့ပြန်မသွားတော့ပဲအခြားအလုပ်တစ်ခုသို့ပြောင်းရွှေ့လုပ်ကိုင်တတ်သည်
ထို့ကြောင့်စက်ရုံအလုပ်ရုံများသည်အလုပ်သမားမြဲလိုအပ်နေသလိုအလုပ်သမားများကလည်းမကြာခဏအလုပ်ပြောင်းရွှေ့တတ်ကြသည်အလုပ်ပိတ်ရဲ့ခံစားပိုင်ခွင့်ပြဿနာများအလုပ်ပိတ်ရဲ့ခံစားပိုင်ခွင့်ပြဿနာသည်လည်းလှုပ်ရှင်လုံးသမားကြားမကြာခဏတက်သည့်ပြဿနာတစ်ခုဖြစ်သည်နိုင်ငံတော်ရုံးပိတ်ရများပိတ်ရခံစားခွင့်အပြည့်မရကြခြင်းအပတ်စဉ်လုပ်ပိတ်ရတွင်အလုပ်သိမ်းခိုင်းခြင်းမစင်ပါကအခြားခံစားခွင့်များဖျက်တောက်ခံရခြင်းနှစ်ပြည့်ပိတ်ရခံစားခွင့်ခွင့်ရများမပေးခြင်းတို့သည်အလုပ်ပိတ်ရကိုအခြေပြုတက်သည့်ပြဿနာများဖြစ်သည်လူမှုဖူလုံရေးခံစားခွင့်ပြဿနာအလုပ်သမားဥပဒေများအရလူမှုဖူလုံရေးခံစားခွင့်များရှိနေတော့လဲစက်မှုဆောင်လုံးသမားများသည်ထိုခွင့်ရေးများခံစားရခြင်းမရှိပါကလေးမိဘလင်ပေးရမည့်ခွင့်ရများမရခြင်းကြောင့်အိမ်တော်တဲ့အမျိုးသမီးအလုပ်သမားများသည်တာသမီမယူကြပေကိုဝင်ရှိလာလျင်လည်းအလုံးမှပြီးထွက်သွားကြသည်အမျိုးသမီးအလုပ်သမား90ရှိသည့်အလုပ်များတွင်ကလေးထိန်ဌာနထပေးရမည်ကလေးမိခင်အလုပ်သမားများသည်မိမိတို့သားသမီးများကိုအချိန်ပိုင်းလိုက်နှိုးတိုက်ခွင့်ပေးရမည်ဆိုတော့လဲအမျိုးသမီးအလုပ်သမားများသူလောက်ကန်နေသည့်မြည်သည့်ဆက်ရုံအလုပ်ရုံမှကလေးထိန်ဌာနမရှိပါဆက်ရုံတချို့တွင်စေကံထပေးတော့လဲတရားဝင်အမိသားရှိပြီးလူမရှိခြင်းစေထုတ်ရမလုပ်ဘူးခြင်းတို့ကြောင့်အလုပ်သမားများသည်နေထိုင်မကောင်းခြင်းမကြာခဏဖြစ်တတ်သည့်ဝမ်းပြက်ဝမ်းချတို့ဖြစ်လျင်ဒီဆက်ရာလမ်းဘေးစေးတိုင်များကဆက်ပေးသည့်စေးဝယ်တော့ကလှုပ်ဆက်လုပ်ကြရသည်အလုပ်သမားဥယေထောင်ကျော်ရှိသည့်ဆက်ုံများသည်လေဝင်လေထွက်မကောင်းခြင်းပူချိန်မြင့်ခြင်းအချိန်ပိုနှင့်နေ့ဘက်များတွင်အလင်းရောင်မလုံလောက်ခြင်းကျန်းမာရေးထိခိုက်စေသည့်ဓာတုဗေဒပစ္စည်းများကင်တွယ်ရောဆက်ရသည့်လုပ်ငန်းများဖက်နှက်ဆိုင်ုံများရှိတရေပြားပိုးတိုက်ကျရသည့်လုပ်ငန်းများတွင်အကာအကွယ်ပြုပစ္စည်းများဝေယုံများမပေးခြင်းလူလက်ခိုင်းစေမှုမပြုခြင်းတတ်မှတ်ချက်အရတိုက်ကျွေးရသည့်နွားနို့အာဟာရပုံမှန်မရခြင်းလက်သင်စိတ်ဆံမပေးခြင်းဥပဒေနှင့်အညီလုပ်ငန်းခွင်ထိခိုက်ရမှုများကိုအပြည့်အဝတာဝန်မယူခြင်းစသည့်ကျန်းမာရေးနှင့်လူမှုဖူလုံရေးခံစားမှုများကိုအလုပ်သမားကရရှိခံစားရခြင်းမရှိပေအလုပ်သမားဆန္ဒပြမှုများဖြစ်ပွားရခြင်းလုပ်ရှင်များကအလုပ်သမားများကိုအနည်းဆုံးလောက်ခပေးအချိန်တိုးချဲ့နိုင်သလောက်တိုးခိုင်းအလုပ်ပိတ်ရခံစားမှုများကန့်သတ်မှုများပေါ်အခြေခံဖြစ်ပွားသည်လောက်ခနဲ့မှုအလုပ်သမားများ၏လုပ်ချိန်သည်မနေ့9:20မှည9:00အထိလုပ်ရတတ်သည်အချို့သက်ဝင်များသည်ည7:00အထိလာပေါင်းများစွာခိုင်းတတ်သည်ရှားသည့်လာလာသည်အခြားသူကြီးအချိန်ပိုကြီးများပေါင်းသက်ပါဝင်မှတစ်လ4500ကျပ်5000ကျပ်သည်အလုပ်သမားများသည်ရသည့်ဝင်ငွေဖြစ်သည်6000ကျပ်မှ7000ကျပ်ရသည့်အလုပ်သမားများသည်လုပ်သက်ရင်အလုပ်သမားများဖြစ်ပြီးစက်ရုံများတွင်အနည်းစုဖြစ်နေသည်နေမှလာရောက်လုပ်ကသည့်အလုပ်သမားများသည်အဆောင်ကနေကြရသည်ဆောင်တွေကသည်တယောက်9000ကျပ်ဖြစ်ပြီး9ပေ10ပေအကျယ်ဝန်းရှိအခန်းတစ်ခန်းတွင်4ယောက်မှ5ယောက်ထိနေကြရသည်ထမင်းစရိတ်1000ကျပ်ဖြင့်ချွေတာနိုင်မှလကထုတ်သည့်အခါ2000ကျပ်လောက်ပြန်တတ်သည်နေထိုင်မကောင်းခြင်းအများအပြားဝမ်းပြက်ဝမ်းချောတို့ဖြစ်လျင်ပိုသည့်သူငွေကုန်သွားတတ်သည်ရန်ကုန်မြို့ကအလုပ်သမားများသည်အိမ်တော်စုတစ်ခု၏အရွယ်ရောက်လာသူများဖြစ်တတ်သဖြင့်၎င်းတို့လှုပ်လှုပ်နေခြင်းသည်မိသားစုဝင်ငွေကိုအထောက်အကူပြုနိုင်အောင်သာရှိသည်စားတောက်နေထိုင်ရေးတွင်အဆောင်နေအလုပ်သမားများလောက်မကြက်တဲတော့လဲပြလူနေမှုစည်းအရာအလုပ်ငွေသည်တယောက်တည်းနေသည်ဖြစ်လျင်လောင်းကခြင်းမရှိပါထို့သောအခြေအနေများတွင်ဆက်ရုံပိုင်ခြင်းများကလောက်ခလာတာများကိုအတိုးလျှော့လုပ်တတ်ခြင်းအခြားခံစား권ငွေများဖြတ်တောက်ခြင်းအလုပ်များသည့်ကြားမှာအလုပ်သမားအဆိုင်ပေးလိုက်သည့်လုပ်ွယ်များတိုးမြင့်တွန်းခိုင်းခြင်းပုံမှန်ပေးနေသည့်အလုပ်ပိတ်ရများမပေးဘဲထားခြင်းစသည်တို့ကိုအကြောင်းပြုပြီးအလုပ်သမားဆန္ဒပြမှုများဖြစ်ပွားသည်အလုပ်သမားတို့အထွေထွေအခြေအနေသမှုဆောင်လုံးများသည်ကျေးလက်ဒေသနှင့်ရန်ကုန်မြို့ရှိအောက်ခြေလူရွာများဖြစ်ကြသည်အလုပ်ကန်ချပါမှုပြဿနာများကြောင့်ပွဲရအဆင့်လူငယ်များလည်းစက်အုံများတွင်ဝင်ရောက်လုပ်ကန်နေကြသည်မိမိတို့သင်ယူတတ်မြောက်ထားသည့်အတတ်ပညာများအသုံးချခွင့်မရကြမနေ့မိုးလင်းမှမိုးချုပ်ညအိုးအေးရဝိညာဉ်ထိအလုပ်လုပ်ကြသဖြင့်ထပ်မံသင်ယူလိုသည့်အတတ်ပညာများကိုလည်းသင်ယူနိုင်သည့်အခွင့်အရေးမရတော့သမှုဆောင်လူသမားများသည်ချီးပြီးသားဆက်ယုံအလုံးများနှင့်မတူဘဲသမှုဆောင်အသင်းများနှင့်အတူပေါ်ပေါက်လာသောအလုပ်သမားအလွတ်အသင်းများဖြစ်သည်အလုပ်သမားခွင့်ရေးများခံစားမှုများကိုသိရှိနားလည်ခြင်းမရှိတောင်းဆိုရကောင်းမှမသိထိုမတိနားမလည်မှုအပေါ်အလုပ်ရှင်နှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများကအမျက်ထုတ်ချဲ့လဲနေခြင်းဖြစ်သည်သမှုဆောင်အလုပ်သမားများအလုပ်သမားဆန္ဒပြမှုများသည်
၎င်းတို့နှင့်ဖြင့်မခံနိုင်သော၍သာသူပေါင်းဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်စက်ရုံပိုင်ရှင်များအုပ်ချုပ်ရေးတာဝန်ရှိသူများသည်အလုပ်သမားတို့၏တောင်းဆိုမှုများကိုမှန်ကန်စွာဖြေရှင်းပေးခြင်းမရှိအစိုးရမူဝါဒသည်လည်းအလုပ်သမားများကိုဖိနှိပ်ထားလိုသည့်သဘောရှိသဖြင့်အောက်ခြေအုပ်ချုပ်ရေးတာဝန်ရှိသူများအလုပ်ရှင်များ၏အလုပ်သမားခွင့်ရေးဆိုင်ရာဥပဒေများချိုးဖောက်နေမှုကိုမတိကျကြုံပြုနေကြခြင်းဖြစ်သည်ထို့ကြောင့်အလုပ်ရှင်အလုပ်သမားပြဿနာများသည်ပြည်လည်နိုင်ခြင်းမရှိဘဲဆက်ကဖြစ်ပွားနေခြင်းဖြစ်သည်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနများအလုပ်သမားများအခေါ်အရလေပါကြောင်းများစက်မှုဆောင်လေးလာဆောင်ကြည့်ရေးရဲအထူးသတင်းတပ်ဖွဲ့များသည်စက်မှုဆောင်များတွင်အမျက်ရှိနေတော်လဲ၎င်းတို့အဓိကအလုပ်သည်အလုပ်သမားအစုအဝေးများပုံမကျလာခြင်းရှိမရှိသတင်းယူခြင်းလုပ်ငန်းရှင်များ၏ပြည်သာကဏ္ဍများရယူရေးအလုပ်သာလုပ်ကြသည်အချိန်ပိုကိုင်းတင်မှုသည်အလုပ်လိုအပ်ချက်အရအရေးပေါ်လိုအပ်လာသည့်ရမယံကအလုပ်မဟုတ်ပဲပုံမှန်လိုအပ်သည့်အလုပ်သမားဥယေကိုချော့ချခေါ်ယူကာရှိပြီးသားအလုပ်သမားများ၏လိုအားကိုညှစ်ထုတ်စေခိုင်းခြင်းဖြစ်သည်အလုပ်သမား1500လိုအပ်သည့်စက်ရုံတစ်ခုသည်1000သာခေါ်ယူပြီး1500လိုအပ်ပြည့်ခိုင်းစီရန်ရှိပြီးသားအလုပ်သမားများကိုအချိန်ပိုစနစ်ဖြင့်အတင်းမောင်းခိုင်းစေခြင်းဖြစ်သည်အလုပ်သမားအရေးအတွက်ကိုထိုးသို့ချော့ချထားခြင်းဖြင့်အလုပ်သမားများကိုအုပ်ချုပ်ရပုံမူလွယ်ကူခြင်းအလုပ်သမားများအတွက်မဖြစ်မနေပေးရမည့်ကုန်ကျစရိတ်သက်သာစေခြင်းချိန်မစနစ်နှင့်တိုးခိုင်းခြင်းဖြင့်အခြားပေးရသည့်စုကြီးများအခွန်အခါများသက်သာစေခြင်းစီမံအုပ်ချုပ်ရေးစရိတ်ကျင်းသွားခြင်းစသည်တို့ကြောင့်အလုပ်ရှင်များအတွက်အကျိုးအမြတ်ပုံမူရှိခံစားရသည်သို့အနေဖြင့်လည်းလူထုဖွဲ့စည်းများကြီးထွားလာနိုင်မှုကိုကန့်သတ်ထားသည်နိုင်ခြင်းအခြားအကျိုးများရနေခြင်းစသည်တို့ကြောင့်အလုပ်ရှင်များဘက်ကပူးပေါင်းကာကွယ်နေခြင်းဖြစ်သည်အချိန်ပိုကိုင်းစေမှုမရှိပါဟုအစိုးရကပြောင်းရင်းနေတော်လဲသမှုဆောင်များရှိစက်ရုံအလုပ်ရုံများတွင်ည9 နာရီ10 နာရီအချိန်အထိမိလင်းတင်လျက်အလုပ်သမားများလှုပ်လှုပ်နေရသည်မှာတွေ့မြင်နေကြမထူးဆန်းသည့်မြင်ကွင်းဖြစ်သည်နိုင်ငံတကာအစည်းအဝေးပိတ်ဆို့မှုများကြောင့်အလုပ်သမားများအပေါ်လုပ်ရှင်များကအလုပ်သမားများအပေါ်လာစာတိုးမပေးနိုင်ပါလုပ်ငန်းများလည်းပိုင်နိုင်အောင်ရုံးကန်ကြိုးပမ်းနေကြသည်အစိုးရသတင်းဌာနများကပြောဆိုရေးသားနေတော့လဲထိုလုပ်ရှင်များကအလုပ်များတိုးချဲ့လာခြင်းအလုပ်များအမြင့်မပြတ်တွန်းလုံနေခြင်းကိုကြည်ခြင်းဖြင့်နိုင်ငံတကာစီးပွားရေးပိတ်ဆို့ထားသည့်မြန်မာနိုင်ငံတွင်အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူများ၎င်းတို့လက်ဝဲခံလုပ်ငန်းရှင်သတင်းများတနေ့တခြားကျွဲဝချမ်းသာလာပြီးအလုပ်သမားလက်သမားနှင့်အလွှာပေါင်းစုံပြည်သူတို့၏ပုံမှုစင်းရဲကြက်လဲလာခြင်းဖြစ်ရန်တူပေသည်အလုပ်သမားတို့ဆန္ဒပြတောင်းဆိုနေမှုများသည်မိမိတို့ရရှိမိအခွင့်အရေးများကိုကြည်ကြဲပြန့်ပြန့်နားမလည်ခြင်းဥဆောင်ဖွဲ့စည်းများမရှိခြင်းအာဏာပိုင်များနှင့်အလုပ်ရှင်များဂတိမတီမလိုက်နာခြင်းတို့ကြောင့်အခွင့်အရေးများအပြည့်အဝမရခြင်းရပြီးသားအခွင့်အရေးများကြာရှည်မခံခြင်းများဖြစ်ကြသည်ထို့သောအခြေအနေများကြောင့်မိမိတို့ရင်ဆိုင်နေရသည့်လုပ်ငန်းခွင်ပြဿနာရသည်တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲတိကျသိုးဝါလာနိုင်သည့်အခြေအနေကိုထိန်းထားနိုင်အောင်သာရှိသည်အလုပ်သမားဆန္ဒပြမှုဖြစ်ပွားသည့်နှုန်းမြင့်လာသည်နှင့်အလုပ်သမားတို့ဘက်ကလုံဟန်ပိုင်းတွေးခေါ်မှုပိုင်းသည်ပုံမူတည်ငြိမ်စနစ်ကြလာခြင်းသည်ထိုလှုပ်ရှားမှုများကရရှိလာသည့်အကျိုးများဖြစ်သည်လုပ်ငန်းအရေးကြီးခြင်းမျိုးတွင်ထိုင်သပိတ်မှောက်တောင်းဆိုခြင်းလုပ်ငန်းကိုမဝင်မဲ့ဆန္ဒပြခြင်းမျိုးမလုပ်တတ်သေးတော့လဲအလုပ်သမားတို့သည်မိမိတို့မကျေနပ်ချက်လူလားခြင်းများကိုစာတိုလေးများ၍အခြားအလုပ်ဆိုင်များသို့တိတ်တိတ်ချထားခြင်းဖြင့်စတင်ဆက်သွယ်လာတတ်ကြသည်မိမိတို့အဆိုင်သို့မြည်သည့်အဆိုင်ကပို့သည်လေးများလာခြင်းလူလားချက်မကျေနပ်ခြင်းများနှီးစပ်တူညီလာကဆန္ဒပြတောင်းဆိုမှုကိုစတင်လာကြသည်အာဏာပိုင်များကကျောင်းဝင်ညီနိုင်ဥဆောင်သူခြာတတ်တော်လဲခေါင်းဆောင်မရှိကြတာဝန်ခံထွက်ပြေးခြင်းသူများရမရကရှိတတ်သည်ဆန္ဒပြမှုများဆက်ရုံတစ်ခုမှတစ်ခုသို့ကူးသွားတတ်တော်လဲချိတ်ဆက်လုံးဆောင်ခြင်းမျိုးမရှိပေလူသမားတို့သည်မိမိတို့လူမှုအခြေအနေများတိုးတက်ကောင်းမွန်လာအောင်၎င်းတို့နားလည်သလိုရုန်းကန်ကြိုးစားနေကြတော့လဲအခြေအနေရသည်ပုံမကောင်းမွန်ခြင်းမရှိပါထိုအခြေအနေမျိုးတွင်မိသားစုစီးပွားရေးဘဝစိတ်မပြေသောနယ်မှဒါရောက်လောက်ကန်သည့်အလုပ်သမားတချို့သည်အလုပ်ဝေးရများတွင်ပွဲသားများမှတစ်ဆင့်ပြည်စာများအဖြစ်အချိန်ပိုင်းလှုပ်လာကြသည်အချို့အလုပ်သမားများသည်ပြည်ပနိုင်ငံများသို့သွားရောက်အလုပ်လုပ်ရန်နီးလန်းချရင်းရှိသူမဲ့စု
ငွေအလိမ်ခံကြရသည်အလောက်ကန်ရှာဖွေအေဂျင်စီများနှင့်ချိတ်ဆက်၍နိုင်ငံခြားတိုင်းပြည်များရှိစက်အုပ်များသို့တရားဝင်ထွက်ခွာရင်းလမ်းတွင်ပြောင်းသုံးသွားသည့်အလုပ်သမားများပင်ရှိလာသည်ရန်ကုန်မြို့သမှုဆောင်အလုပ်ရှင်အလုပ်သမားပြဿနာသည်အဖြစ်ဖြစ်ကြီးထွားလာလျက်ရှိနေသည်2010ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သောမြန်မာနိုင်ငံတော်ဝန်အလုပ်သမားဆန္ဒပြမှု98မှုတွင်လိုင်သာသမှုဆောင်က48မှုရှိသည်လူဦးရေ6သန်းနီးပါးနေထိုင်သောရန်ကုန်မြို့ရှိသမှုဆောင်သည့်အလုပ်သမားဆန္ဒပြမှုများသည်အစိုးရအုပ်ချုပ်ရေးယန္တရားကိုထိခိုက်လာအောင်မဖန်တီးနိုင်သေးပေထူထူသီးပွားရေးကြတဲ့များရင်ဆိုင်နေရပြီးအစိုးရပေါ်မကျေနပ်ချက်များကြီးထွားနေသည့်လူ့လွှာပေါင်းစုံအတွက်ထိုဆန္ဒပြမှုများသည်ရမ်းမော်ကြလာမည်မိဘများဖြစ်လာမည်ကိုအစိုးရသည်စိုးရိမ်ပုံရသည်2011ခုနှစ်တွင်ယနေ့ကာလအထိဖြစ်ပွားသည့်သမှုဆောင်အလုပ်သမားဆန္ဒပြမှုဖြစ်ပွားရာသို့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအလုပ်သမားများအခေါ်အရလေဘာရုံးပေါ့တာဝန်ရှိသူများလာပြီးဖြန့်ပြညှိနှိုင်းမှုများတိုးတိုးတက်တက်လုပ်လာကြသည်အခြားတစ်ဘက်တွင်လည်းဆန္ဒပြမှုတွင်မပါဝင်သည့်လူနည်းစု9%မှလူတချို့ကိုလိုဝယ်တွေ့ဆုံပြီးဆန္ဒပြမှုမလုပ်ရန်အခြားသူများကိုစီယုံပေးရန်တိုက်တွန်းခြင်းလသာတိုးပေးခြင်းတို့ဖြင့်လူသမားတို့အတွင်တက်ချိုလာကြသည်သူဖြစ်စဉ်များအရလူသမားတို့၏နစ်နာခြင်းများဥပဒေပါအခွင့်အရေးများရရှိခံစားနိုင်ရန်အစိုးရတာဝန်ရှိအဆင့်သည်အကောင့်ထဲပေါ်ပေးလိုသည့်ဆန္ဒမရှိဘဲအလုပ်ချင်းများနှင့်ပူးပေါင်းကာအကျိုးအမြတ်ခွဲဝေလိုခြင်းသာတွေ့ရသည်လူသမားများအနေဖြင့်ဘဝတူလူသမားတူတွင်ပုံမူသူစည်းညီညွတ်ကာအချင်းချင်းကျေပြဲမဲ့စိတ်ဆက်အခွင့်အရေးတိုက်ပွဲများလက်တွဲဖော်ထုတ်ခြင်းဖြစ်သာမိမိတို့လူမှုဘဝတိုးတက်ရေးကိုချေးကျူဖော်ဆောင်နိုင်လိမ့်မည်ထုံးဝင်ညွှန်2017မတ်လပြီးပါပြီဗျာ